မင်္ဂလာပါဒီနေ့အရှင်နာရတမဟာသီရဲ့ Buddhism in a nutshell စာအုပ်ထဲကကောက်နှုတ်ချက်တချို့ကိုအခြေခံပြီးတော့လေဗုဒ္ဓဘာသာရဲ့အဓိကကြတဲ့အချက်လေးတွေကိုအတူတကလေ့လာကြည့်ကြရအောင်ဟုတ်ကဲ့ဒီစာအုပ်ကအကျဉ်းချုပ်ပေမဲ့အတော်လေးပြည့်စုံတယ်နော် ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့ရွေးချက်ကတော့ဗုဒ္ဓမြတ်စွာဘုရားရဲ့ဘဝဓမ္မရဲ့တဘာဝပြီးတော့ကံဘဝတန္တရာအနတ္တနိဗ္ဗာန်ဆိုတဲ့အခြေခံအယူအဆတွေကိုပိုပြီးရှင်းရှင်းလင်းလင်းနားလည်သွားစေဖို့ပါပဲကောင်းပါတယ်ပထမဆုံးအနေနဲ့ဗုဒ္ဓမြတ်စွာဘုရားအကြောင်းစပြောရရင်ကိုတော်တိုင်းကလူသားစင်စစ်တက်တာချမင်းသားဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကအရေးကြီးရဲ့နော်ဟုတ်ကဲ့နဖျားမဟုတ်ဘူးကေတင်ရှင်းလည်းမဟုတ်ဘူးဆိုတဲ့အချက်ပေါ့ပြီးတော့စီးစိမ်တွေကိုစွန့်လို့ဒုက္ခစရိယာလို့အဆုံးရောက်တဲ့အကျင့်စဉ်တွေကိုလည်းသူကမလိုက်စားခဲ့ဘူးအလက်လန်းစင်မစီမပฏิပဒါကိုကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တာအဲ့ဒီကိုယ်တိုင်အားထုတ်ပြီးရှာဖွေတွေ့ရှိမှုကပဲနောက်ပိုင်းဟောကြားခဲ့တဲ့တရားတွေရဲ့အဓိကအခြေခံဖြစ်သွားတယ်လို့ဆိုနိုင်မလားအထူးသဖြင့်မိမိကိုယ်ကိုတာအားကိုးရမယ်ဆိုတဲ့အတ္တဟိအတ္တနောနာထောဆိုတဲ့အဆုံးပါလေအတိအကျပါပဲအဲ့ဒီသဘောတရားကလူလိုက်မှာပိုတဖြစ်နိုင်တဲ့အလားဉာဏ်အလင်းရနိုင်တဲ့အခြေအနေရှိတယ်ဆိုတာကိုပါပြနေတာပေါ့ကိုယ့်ရဲ့လွတ်မြောက်ရေးကကိုယ့်အပေါ်မှာပဲမူတည်တယ်ပေါ့နော်ဟုတ်တယ်အပြင်ဘက်ကဘသူ့ကိုမှစောင့်နေစရာမလိုဒါပြင်အဲ့ဒီခေတ်ကဇနိန်ဇမင်ခွဲခြားတဲ့စနစ်ကိုကိုတော်တိုင်းစန့်ကျင်ခဲ့တာကလည်းအရေးပါတဲ့လူမှုရေးရှုထောင့်တစ်ခုပဲလေဒီလိုကိုအားကိုပြီးကျင့်ကြံရမယ်လမ်းညွှန်ချက်တွေပါတဲ့ဓမ္မတရားတော်ရဲ့သဘောတဘာဝကိုဆက်ပြီးကြည့်အောင်ဓမ္မဆိုတာယုံကြည်လိုက်ရုံပဲမဟုတ်ပဲကိုယ်တိုင်လက်တွေ့လုံးမှာတည်နိုင်တဲ့သဘောပိဿတံဝိရိတဘောဝိညုဟိဆိုတာကိုနည်းနည်းလေးရှင်းပြပေးပါလားဆိုလိုတာဓမ္မဆိုတာအတွေးခေါ်တတ်ဒါမှမဟုတ်ဘာသာရေးယုံကြည်မှုတတ်မဟုတ်ဘူးပေါ့ဒါလက်တွေ့ကျင့်ကြံပြီးတော့ကိုယ့်ရဲ့အတိညာဉ်နဲ့ကိုယ်ရိုင်းထိုးထွင်းသိမြင်ရမယ့်အမှန်တရားလမ်းစဉ်ကြီးဖြစ်နေတာအကန့်ယုံကြည်မှုမျိုးမဟုတ်ဘူးပေါ့ဟုတ်တယ်စူဇန်လက်တွေ့လုပ်ပြီးမှဖြစ်ပေါ်လာတဲ့တတ်တာတရားကိုပို့ပြီးတန်ဖိုးထားတယ်ဒီတရားတော်တွေကိုပိဋကတ်၃ပုံဝိနေတုတ္တံအပိဓမ္မာဆိုပြီးတော့စူးစီးထားတယ်ပေါ့လေအဓိကအနှစ်ချုပ်ကတော့တစ္ဆာ၄ပါးပါပဲတစ္ဆာ၄ပါးဟုတ်ကဲ့ဒါကိုအလွယ်ဆုံးမလျောင်ဘယ်လိုရှင်းပြနိုင်မလဲတွေ့ဆက်ဆံမှုကိုပြောတာပါတစ္ဆာ၄ပါးဒီလိုလေပထမဆုံးဒုက္ခဆိုတဲ့ဆင်းရဲခြင်းအမှန်တရားကိုအတိမပြုတယ်အဲ့ဒီဒုက္ခရဲ့အကြောင်းရင်းကတဏှာလိုချင်တတ်မှမှုဆွဲလန်းမှုဖြစ်တယ်လို့ဖော်ထုတ်တယ်အကြောင်းရင်းကိုပြတယ်ဟုတ်တယ်ပြီးတော့အဲ့ဒီတဏှာချုပ်ငြိမ်းရင်ဒုက္ခချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဆိုတဲ့ဖြည့်ရှင်းချက်ကိုပေးတယ်နောက်ဆုံးအဲ့ဒီနိဗ္ဗာန်ကိုရောက်ဖို့လက်တွေ့ကျင့်စဉ်ဖြစ်တဲ့မကင်ရှူပါလှမ်းစဉ်ကိုညွှန်ပြတယ်လीတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာပေါ့ပြဿနာအကြောင်းရင်းဖြည့်ရှင်းချက်လမ်းစဉ်ဆိုသလိုမျိုးမှန်ပါတယ်ကုထုံးတစ်ခုလိုပဲပေါ့နော်ပြီးတော့ဒီလမ်းစဉ်ရဲ့အခြေခံမှုတွေထဲမှာတီးခံခြင်းအကြမ်းမဖက်ခြင်းဒါတွေလည်းပါတာပေါ့ရှင်းသွားပါပြီအခုအဓိကအယူအဆတွေဖြစ်တဲ့ကံဘဝတန်တရားအနတ္တနိဗ္ဗာန်ကိုတစ်ခုချင်းကြည့်အောင်ကံဆိုတာကိုနှုတ်စိတ်ကပြုလုပ်တဲ့စေတနာအဲ့ဒါကဂျမန်ငင်ဝါရနဲ့ဘလို့ကွာခြားပါစလဲကံဆိုတာကကြိုတင်သတ်မှတ်ပြီးသားဂျမားတွေမဟုတ်ပါဘူးကိုယ့်ရဲ့ရွေးချယ်မှုကိုယ့်ရဲ့စေတနာအပေါ်မှာအခြေခံတယ်ကောင်းတာလုပ်ရင်ကောင်းကျိုးမကောင်းတာလုပ်ရင်မကောင်းကျိုးခံစားရမယ်ဆိုတဲ့တဘာဝနိယမတရားပါကိုလုပ်တဲ့ကံကိုပဲအမွေခံရတယ်ဆိုတာမျိုးပေါ့ဟုတ်ပါတယ်လူတွေရဲ့ဘဝအခြေအနေမတူညီတာတွေကိုရှင်းပြနိုင်တဲ့အကြောင်းရင်းတစ်ခုဖြစ်ပေမဲ့လက်ရှိဘဝမှာကံတစ်တွေပြုလုပ်ပြီးတော့အနာဂတ်ကိုပြောင်းလဲနိုင်တယ်လေဟုတ်ကဲ့ဒီကံတရားကပဲဘဝတန်တရားပုဏ္ဏဘဝကိုဖြစ်စေတဲ့ဆိုပြန်ရောတောင်းတဲ့အတ္တဝါဒမှာလို့ဝိညာဉ်ကောင်းတစ်ခုခုကပြောင်းရွှေ့သွားတာမဟုတ်ဘူးဆိုတာကိုနည်းနည်းလေးပိုရှင်းပြပါအောင်ဘုဒ္ဓဘာသာအမြန်ရကတော့လေဒီဘဝကကံရဲ့အရှင်ဟောအထူးသဖြင့်အဝိဇ္ဇာနဲ့တဏှာကိုအခြေခံတဲ့စွမ်းရင်ပေါ့အဲ့ဒါကနောက်ဘဝဖြစ်စဉ်တစ်ခုကိုအကြောင်းဖန်တီးပေးလိုက်တာပါဝိညာဉ်ကောင်းမဟုတ်ဖဲဖြစ်စဉ်တစ်ခုအနေနဲ့ဆက်သွားတာလားဟုတ်ပါတယ်မိတိုင်းတိုင်းကနေနောက်တိုင်းကိုမိကူးဆက်တာနဲ့ဥမမပေးလို့ရှိလေမိတော့အတူတူမဟုတ်ပြီမဲ့အကြောင်းအကျိုးဆက်နွယ်မှုရှိနေတယ်လို့မျိုးပဲအတ္တလို့ခေါ်တယ်မပြောင်းလဲတဲ့အရာတစ်ခုခုပြောင်းသွားတာမဟုတ်ပါဘူးဒါဆိုအနတ္တဆိုတဲ့အယူဆနဲ့တော်ဆက်သွားပြီပေါ့မပြောင်းလဲတဲ့အတ္တမရှိဘူးဝိညာဉ်မရှိဘူးဆိုလဲအနတ္တတဘောတရားကအဓိကဘာကိုဆိုလိုတာလဲအနတ္တကအရာအလုံးဟာအမြဲတမ်းပြောင်းလဲနေတယ်အနိစ္စဖြစ်တယ်ဒါကြောင့်ခိုင်မာတဲ့ထာဝရတည်မြဲတဲ့ငါဆိုတာကိုယ်ပိုင်အတ္တဆိုတာအမှန်တကယ်မရှိဘူးလို့ဆိုလိုတာပါစိတ်တော့ပဲလားစိတ်ဆိုတာကတော့ဟုတ်တယ်စိတ်ဆိုတာတော့တသမတ်တိရှိနေတာမဟုတ်ပဲအဆက်မပြတ်ပြောင်းလဲနေတဲ့စိတ်အခြေအနေတွေရဲ့အစဉ်စိတ်အဆက်ဖြစ်နေတာမျိုး flow တာဖြစ်တယ်လို့ဆိုပါတယ်ဒီတဘိုးကိုနားလေရင်ငါဟာဆိုတဲ့ဆွဲလာမှုတွေရဲ့အရင်းခံကိုမြင်ပြီးဒုက္ခကိုရောပါစေနိုင်တာပေါ့
ဟုတ်ကဲ့နောက်ဆုံးအနေနဲ့နိဗ္ဗာန်ပါနိဗ္ဗာန်ဆိုတာကိုပုံစံမျိုးမျိုးပြောကြတယ်တေပြီးမှရောက်ရတဲ့ဘုံတစ်ခုလိုမျိုးလားဒါမို့ဒီဘဝမှာပဲမျက်မှောက်ပြုနိုင်တဲ့အခြေအနေမျိုးလား နိဗ္ဗာန်ဆိုတာအဓိကကတော့တဏှာချုပ်ငြိမ်းခြင်းပါပဲဆိုလိုတာကလောဘဒေါသမောဟဆိုတဲ့ကိလေသာမီးတွေအလုံးငြိမ်းအေးသွားရဲ့အစအနေ ငင်းငယ်ခြင်းပေါ့ပြတ်သုံးခြင်းမဟုတ်ဘူး ဟုတ်ပါတယ်ပြတ်သုံးခြင်းကိုရှင်ရဲ့ဒုက္ခအလုံးရဲ့အစုံအငြိမ်းတန့်အစင်းမြင့်ဆုံးငြိမ်းချမ်းမှုအခြေအနေပါဒါကိုဒီဘဝဒီခန္ဓာကိုမပျက်စီးရမှာပဲမျက်မှောက်ပြုနိုင်တဲ့ရရှိနိုင်တဲ့အခြေအနေဒိဋ္ဌဓမ္မနိဗ္ဗာန်လည်းရှိတယ်လို့ဟောကြားထားတယ် အဲ့ဒီနိဗ္ဗာန်ကိုရောက်ဖို့လမ်းစဉ်ကမက်ဂီရှစ်ပါလို့အစောပိုင်းကပြောခဲ့တယ်နော်ဒီရှစ်ပါကိုအုပ်စုဖွဲ့ပြီးအကျဉ်းချုပ်လေးပြောပြပေးပါဦး မက်ကင်ရှစ်ပါကိုအခြေခံအဖြစ်၃စုခွဲကြည့်လို့ရတယ်လေတီလာတမာရီပညာပေါ့ တီလာတမာတိပညာ ဟုတ်တယ်တီလာဆိုတာကိုချင်းရာပိုင်းမှန်ကန်တဲ့စကားအလုတ်အသက်မွေးမှုပေါ့တမာရီကစိတ်တည်ငြိမ်မှုမှန်ကန်တဲ့လုံလအောင်မေမှုတည်ကြည်မှုပညာကတော့အသိဉာဏ်ပိုင်းမှန်ကန်တဲ့အမြင်နဲ့အတွေးခေါ်ပေါ့ အစစ်လိုက်ကျင့်သွားရတာမျိုးလား အပြန်လအထောက်အကူပြုတယ်လို့ဆိုရမှာပေါ့တီလာကိုအခြေခံတမာရီနဲ့စိတ်ကိုစုစည်းပညာနဲ့အမှန်တရားကိုထိုးထွင်းသိမြင်ပြီးကိလေသာတွေကိုပယ်တတ်ရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုရတာပါ အားလုံးကိုခြုံငုံပြီးအောင်ရှင်းပြပေးတာကျေးဇူးတင်ပါတယ်ဒီဆွေးနွေးမှုကဗုဒ္ဓဘာသာရဲ့အခြေခံအချက်တွေကိုတော်တော်လေးချစ်ချစ်လေးလေးတိခွင့်ရစေတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုပေးရှင်ပါတယ်ဒီနေ့ဆွေးနွေးခဲ့တဲ့အနတ္တသဘောတရားတည်မြဲတဲ့ငါမရှိဘူးဆိုတဲ့အတိကနေ့စဉ်ပေါ်မှာကြုံနေရတဲ့စူးရင်ပူပါမှုတွေဆွဲလိုက်မှုတွေပေါ်ကိုယ့်ရဲ့သဘောထားကိုဘယ်လိုများပြောင်းလဲတက်ရောက်စေနိုင်မလဲဆိုတာကိုစက်ပြီးဆင်ခြင်ကြည့်ဖို့တိုက်တွန်းရင်းနေကုန်းချုပ်ချင်ပါတယ်